မင်္ဂလာပါရှင်လိုင်းဇာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်စက်တင်ဘာ20ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမကွန်မန်တေလာကနေပြီးတော့တင်ဆက်ပေးတော့ပါမယ်ရှင်KIA တပ်မဟာ9အမှတ်33တပ်ရင်းလို့ခေါင်ဒေတာအတွင်းစက်တင်ဘာ20ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်တွင် KIA တပ်နှင့်စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်များတိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသိရပါဗျ။လန်ဆယ်အထက်လေးစင်တောင်ကုန်းတကြောတွင် KIA ပူးပေါင်းတပ်များနေရာယူထားတဲ့ဒေသအတွင်းတို့စစ်ကောင်စီတပ်နှင့်တန်ကူတန်ပြည်သူ့စစ်ပူးပေါင်းတပ်များထိုစစ်ဆင်စစ်ရေးလှုပ်ရှားလာတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားလာတယ်လို့ရှေ့တန်းတရေအရေးမြင့်များထပ်မသိရပါရရှင်။စက်တင်ဘာ19ရက်နေ့မနက်ပိုင်း9:00နာရီဝန်းကျင်ခန့်တွင်စစ်ပွဲစတင်ဖြစ်ပွားလာပြီးည9:00နာရီဝန်းကျင်လောက်ထိလက်နက်ကြီးငယ်များနဲ့ဆက်လက်ပစ်ခတ်နေပြီးစက်တင်ဘာ20ရက်နေ့ထိတိုက်ပွဲတင်းမာနေကြောင်းသိရပါတယ်။စစ်ကောင်စီတပ်နဲ့တန်ကူတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကလက်ဆယ်အထက်ရမာကြီးရပတ်ဝန်းကျင်တွင်နေရာယူထားကြပြီးလေဟီစင်တောင်ကုန်းတလျှောက်ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာကြောင်းထိတွေ့တိုက်ပွဲဖြစ်ပွားလာပြီးဆက်လက်၍ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားနေလေဆက်လက်ပြီးလည်းထိတွေ့တိုက်ပွဲတင်းမာနေမည်ဖြစ်ကြောင်းရှေ့တန်းသတင်းပေးပို့ချက်အရသိရပါတယ်ရှင်။KIA နောက်ပိုင်းခရိုင်အုပ်ချုပ်ရာဒေသ15အင်ကျော်ရွှေမော်ပန်ကားချောင်းတရားတိဖွင့်ပွဲကိုစက်တင်ဘာလ19ရက်နေ့စနေနေ့အချိန်တွင်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပန်ကားတရားကိုအနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးဌာနမှတာဝန်ယူကဖေဖော်ဝါရီလ19ရက်ကစတင်တည်ဆောက်ပြီးအောက်ဂတ်လ31ရက်နေ့ဆောက်လုပ်ပြီးခဲ့ကြောင်းသိရပါတယ်။အခုလိုတရားကိုစတင်တည်ဆောက်ဖြစ်တာဟာပြည်သူများဖြစ်တန်းတွာလာရေးအစဉ်ပြေချုံမွေစေရန်တည်ဆောက်ခဲ့ကြောင်းအနောက်တိုင်းအုပ်ချုပ်ရေးတာဝန်ရှိသူတို့ပြောပါတယ်။တရားတိဖွင့်ပွဲအစီအစဉ်တွင်ဌာနဆိုင်ရာတီတီမှတာဝန်ရှိသူများကျေးရွာရှိရမီရဖများအမျိုးသမီးကော်မတီများရွာသူရွာသားများအားလုံး300ကျော်တက်ရောက်ကအောင်မြင်စွာပြုလုပ်ခဲ့ကြောင်းသိရပါတယ်ရှင်။ဖာကမမရှိကထုံထုံဖူးဘက်ကိုစစ်ကောင်စီတပ်ကစက်တင်ဘာ19ရက်မနက်9:00 AM ခန့်မှာဒရုန်းနဲ့ပွန်းကျဲတိုက်ခိုက်တာတွေကြောင့်ပြည်သူ2ဦးထပ်မံတေဆုံးခဲ့တယ်လို့ဒေတာခေါင်နေပြောပါတယ်။အသက်တေဆုံးသူ2ဦးဟာဇနီးမောင်နှံဖြစ်ကြပြီးအခင်းဖြစ်တဲ့နေရာမှာပြင်အသက်တေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပွန်းကျဲတိုက်ခိုက်တာကြောင့်လူနေအိမ်များလည်းထိခိုက်ပျက်စီးတာတွေလည်းရှိကြောင်းသိရပါတယ်ရှင်။စစ်ကောင်စီတပ်ဖွဲ့ကဖကမြို့အတွင်းလက်နက်ကြီးငယ်ရန်တမ်းပစ်ခတ်တာတွေလေရင်ပွန်းကျဲတာတွေစက်တိုက်လှုပ်ဆောင်နေတာကြောင့်ပြည်သူများနေတိုင်းဆိုသလိုထိခိုက်တေဆုံးမှုရှိနေပြီးတချို့ကတော့မိမိဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရပါတယ်။လက်ရှိအချိန်ဖက်ကဒေတာအတွင်းတိုက်ပွဲများဖြစ်ပွားလည်းရှိပြီးစစ်ကောင်စီဘက်ကလည်းစစ်ရင်အားဖြစ်တင်မှုတွေဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။